အသက်80ကျော်လာရင်လူကြီးတွေရဲ့အုံနောက်ကစကြုံလာပြီလို့သိပ္ပံပညာရှင်တွေကသုံးသပ်ကြပါတယ်။အသက်80ကျော်မိဘတွေရှိတဲ့အခါမှာအများကြီးနားလည်ပေးရပါမယ်။စိတ်ရှည်ပေးရမယ်။အာယုံကြောတွေအားလုံးကြုံလာတဲ့အခါထင်းချုပ်ခြင်းတွေနေလာပြီးစကားတွေပွားစီပြောလာမယ်။ကိုမတန်ဆန်းမှုထဲမှာဆိုလို့အိမ်မှာရှိသမျှအလုပ်တွေလိုက်လုပ်မယ်။အဲဒီကနောက်ကနေပြန်လိုက်လို့ရတဲ့သားသမီးတွေကယူဆလာတဲ့အခါမိဘစိတ်တွေကကလေးတွေလိုဖြစ်လာပြီးဝမ်းနေလာမယ်။အထီးကျန်လာမယ်ပြောရဲမဆိုရဲဖြစ်လာကြတယ်။အဲဒီအချိန်မှာလူကြီးတို့လည်းလေးစားပြီးကလေးလိုသဘောထားပေးရမှာဖြစ်ပါတယ်။တခုခုဝယ်ပေးတဲ့အခါတိုင်းအဖေတို့အမေတို့မှာရှိတယ်မလိုဘူးလို့အမြဲတမ်းညှင်းတက်လာမယ်။ဒါဟာအပေါ်မကောစေချင်လို့ပါ။တကယ်တော့ခြေနဲ့ဝမ်းသာနေတာအသက်ကြီးနေပြီးဘုရားတရားပဲလုပ်ပါလားလို့ကျွန်တော်တို့တိုက်တွန်းလို့မရပါဘူး။အသက်ကြီးလာလေရင်ခလေးစိတ်ပြန်ဖြစ်လာတာမို့လို့အကြောင်းအရာတစ်ခုကိုကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး။ကျွန်တော်တို့လူကြီးမိဘတွေကိုစားကြတာဝယ်ကြွေးရမယ်။တို့ချင်းနဲ့အိမ်မှုကိစ္စတွေမတည်တတ်ပေမဲ့ပေးပြီးတော့လုပ်ရမယ်။အသက်တွေဝယ်ပေးတော်လဲအဟောင်းတွေကိုမစော်ပဲတိန်းထားတတ်တာမို့လို့အသက်ကြီးသူတွေကခလေးလိုဖြစ်လာပြီးနှမျောလာကမစော့နိုင်ဖြစ်ကြတာပါ။အသက်ကြီးတာတဲ့အထူးသောမိဘတွေဆိုရင်သားသမီးကအဝေးကနေလိုလေသေးမရှိပိုပေးချပေမဲ့သူတို့တကယ်လိုချင်တာဟာအဲ့အရာတွေမဟုတ်ပါဘူး။လွေထွေးမှုအလေးထားမှုနဲ့စကားပြောပြတာမျိုးလိုချင်တာပါ။ကျွန်တော်ကတော့ကလေးတွေနဲ့အနေကြလာတော့ကလေးစိတ်ကိုဖတ်ရင်သူတို့လေးတွေပြောသမျှတိုင်သမျှနားထောင်ဖြည့်ရှင်းပေးတတ်သူတယောက်မလို့လူကြီးအတော်များကိုစိတ်ကိုလည်းလေ့လာပြီးနားလည်ပေးတတ်ပါလေ။လူအပ်သမျှလည်းတနိုင်သလောက်ကူညီပေးရပါမယ်။သားသမီးတိုင်းမိဘတွေရဲ့စိတ်ကိုနားလည်ပေးနိုင်ကြပါစေခင်ဗျာ။